ဒီနေ့စားပေးမှာ spicy လေးရေခလေးရပါစားတော့တက်ပါဒီထမင်းစားမှာပဲပဲတော့တက်တယ်လို့ပုံလေးဆွဲလိုက်လို့ရပါတယ်ဆိုရင်တော့မိမိလေးတွေလည်းရေချိုးကန်းဝင်နိုင်တော့ကြမှာပါပြီးကျွန်တော်တို့နိုင်ငံအချိန်မှာချိန်ဖို့အတွက်အပေါက်လေးဖောင်းမယ်ပြီးကျွန်တော်တို့ခုလိုလို့ရှင်ဦးအကောင့်လေးကိုပြန်ပြီးစုပ်ပေးလိုက်တော့မယ်လုံးနဲ့ပြီးတော့ခုနချက်ထားတဲ့ဟာကိုလည်းမလွတ်ပြပါနဲ့အဲ့ဒါကိုလည်းကျွန်တော်တို့သွားလိုက်တန်းလို့သွားလိုက်စီလို့ထည့်ဖို့အတွက်ပူပွန်လေးလုံးမှဖြစ်ပါတယ်ဒါတော့လိုရှင်တွေ့ကူပါတယ်ခုနပူနေတဲ့အချော်တက်လေးတွေကိုဖြတ်လိုက်မယ်ညီတော့ပေါက်ကိုရေးစစ်ဖို့အတွက်ပေါက်ဖောင်းမယ်ပြီးကျွန်တော်တို့ပါလို့နဲ့လာဆက်လိုက်မယ်ချွေးတော့ဘာလို့တော့ဝိစားလေးဟုတ်ဆက်ယူရယူတော့ဘယ်လဲအော်လို့ပြောတယ်ပူလေးရပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာလည်းကျွန်တော်ရေရှုံကမ်းမှာသုံးနဲ့သွားတိုက်တန်လို့သွားတိုက်စီတော့ထည့်လို့ရတဲ့ပစ္စည်းပုံစံလေးနှမျိုးလုပ်ပြပေးပါမယ်ကျွန်တော်มาเลยเนี่ยได้เนี่ย这个就这个啦，要。没来的，快追吧！มันมีเนาะเราจะจี้รู้นะจี้อยู่จี้มันมีนาชิตัวสั่นเขาสั่นหลัง